အတန်းထဲမှာဒါမှမဟုတ်ရုံးခန်းထဲမှာစာလက်အရန်တော်လူတိုင်းပေါ်မှာလည်းဖော်ရွေလုံးနဲ့အစံပြတငယ်ချင်းတယောက်ရှိပါသလားသူပြုံးပြတိုင်းစိတ်ကောင်းရှိရလို့လုံးဝမထင်လိုက်ပါနဲ့အဲ့ဒီအပြုံးနောက်ွယ်မှာသွေးအေးလွန်းနဲ့ဝိညာဉ်နှဆိုးတစ်ကောင်ကတ်လိုက်နေနိုင်လို့ပါပဲမမြင်နိုင်တဲ့နှဆိုးအပိုင်း1မင်းကန်ဟာကျောင်းတစ်ကျောင်းလုံးမှာဆရာမတွေရဲ့အချစ်တော်ဆောင်ဝဲတိုင်းမှာအမြဲတမ်းအစ်စ်တရတဲ့စံပြအညံကြီးရှင်ကျောင်းသားတစ်ယောက်ပါရုပ်ရည်ချောမောပြီးရင်ကြီးပြူငါလွန်းလို့ကျောင်းကမိန်းကလေးတွေအားလုံးကလည်းသူ့ကိုဝိုင်းပြီးတော့နှစ်သက်ကြတယ်ဒါပေမဲ့ဒါတွေအားလုံးဟာသူတေချာဖန်တီးထားတဲ့မျက်လုံးဖုံးတစ်ခုဆိုတာဘယ်သူမှမသိကြပါဘူးသူ့ရဲ့ရင်မက်ထဲမှာတော့အေးဆက်ဆက်နဲ့ဘသူ့ပေါ်မှာပဲတင်သားညာတကယူနာစိတ်မရှိပါဘူးသူဟာသားကောင်တွေရဲ့မျက်လုံးတွေကကြောက်လန့်တုန်ရင်မှုတွေကိုကြည့်ပြီးတော့တာယာမှုရတဲ့စိုက်ကိုဘက်တစ်ယောက်ပါမချသေးခင်ကကျောင်းဝင်းတွေကအလမ်းမေးခွေးလေးတွေနဲ့တချို့သောကျောင်းသားတွေထူးဆန်းစွာပျောက်ဆုံးမှုတွေဟာသူ့လက်ချက်ဆိုတာဘယ်သူမှမယိမ်းမိကြပါဘူးတနေ့မှာတော့အဲ့ဒီကျောင်းကိုလင်းလင်းဆိုတဲ့ကျောင်းသူအသက်ကလေးပြောင်းလာခဲ့ပါတယ်လင်းလင်းကတာမန်မိန်းကလေးတွေလိုမဟုတ်ပဲအကဲခန့်အလွန်တော်ပြီးတော့စိတ်ပညာကိုစိတ်ဝင်စားသူပါတငယ်ချင်းတွေကမင်းခန့်အကြောင်းလာကြွားကြပေမဲ့လင်းလင်းကမင်းခန့်ကိုကြည့်ပြီးတခုခုထူးဆန်းနေလို့ခံစားရပါတယ်မင်းခန့်ကလူတိုင်းကိုပြုံးပြနေပေမဲ့သူ့ရဲ့မျက်လုံးတွေကတော့လုံးဝမပြုံးမဲနဲ့လူသေးတယောက်လိုအေးဆက်ဆက်အောင်လန်းဆန်နေရကိုလင်းလင်းတယောက်တည်းတတိထားမိသွားပါတယ်ထိုနေ့ကစပြီးလင်းလင်းဟာမင်းခန့်ကိုခက်ခေါက်ခွာပဲနေခဲ့ပါတယ်မိုးချုပ်ကန်နီကျောင်းစင်းချိန်တစ်ခုမှာတော့လင်းလင်းဟာစာကြည့်တိုက်ရဲ့အမောင်ကျတဲ့စာအုပ်စင်ကြားမှာစာအုပ်ရှာနေရင်အမိုက်ပုံနာမှာပြုတ်ကျနေတဲ့မင်းခန့်ရဲ့နာမည်ရေးထားတဲ့ခတ်တူမဆုစာအုပ်တအုပ်ကိုကောက်ရခဲ့ပါတယ်။သူမကစာမေးပွဲအတွက်မှတ်စုတွေထင်ပြီးဖွေးကြည့်လိုက်တဲ့အခါစာမျက်နှာတွေအပေါ်မှာတင်ချာဖော်မြူလာတွေအစားသွေးကွက်တွေစွန်းထင်းနေပြီးကျောင်းကပျောက်ဆုံးသွားတဲ့သားကောင်တယောက်ချင်းစီရဲ့တေဆုံးကန်ဒီပုံမှန်တဲ့နဲ့နှိပ်စက်မှုမှတ်တမ်းတွေကိုအသေးစိတ်အယူတယောက်လိုမျိုးရေးထားတာကိုတွေ့လိုက်ရပါတော့တယ်။အပိုင်းနှစ်မှာတော့ဘယ်လိုဆက်ပြီးဖြစ်မယ်ဆိုတာကိုဆက်လက်နားဆင်ပေးပါအောင်နော်စိတ်ဝင်စားဖို့ကောင်းနေဆိုရင် channel လေးကို like and follow လုပ်ပေးခဲ့ဖို့မမေ့ပါနဲ့နော်တာယာသောနေ့လေးဖြစ်ပါစေရှင်